မင်္ဂလာပါကျမ Sister Dennis ဂျာတောင်ပါ Saint Joseph အသင်းကိုင်းကဖြစ်ပါတယ်အခုလောလောဆယ်လက်ရှိတာဝန်ထမ်းဆောင်နေတာတော့ဒီမြစ်ကြီးနားဘုံတော်ကြီးတစ်ပိုင်းကလေကုန်းဓမ္မဆရာတစ်ပိုင်းကဇီးလွန်ရက်ကွက်မှာတာဝန်ကျနေပါတယ်လို့မြစ်ကြီးနားတာသနာကျဲလဲတအားကျဲဝင်းနေပေါ့နော်ဆိုတော့လွန်ခဲ့တဲ့အချိန်တွေကသီလရှင်အသင်းကိုင်းနေလဲနေသေးတယ် sister အပါရေလဲနေသေးတယ်ဆိုတဲ့အခါကျတော့ပြန်လွန်တော်မူသွားပြီဖြစ်တဲ့ဆရာတော်ကြီး Paul Grong ကနေပြီးတော့ Saint Joseph အသင်းကိုင်းကိုဖိတ်ခေါ်ပြီးတော့မြစ်ကြီးနားသာသနာမှာသာသနာပြုဖို့ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်ခုနပြောသလိုပေါ့နော်ဆရာတော်ကြီးကနေပြီးတော့ဒီသာသနာမှာပါဝင်ဆက်ကပ်ဖို့အတွက်သာသနာပြုဖို့အတွက်ဖိတ်ခေါ်တယ်ဖိတ်ခေါ်တဲ့အခါမှာဖိတ်ခေါ်ခြင်းခံရတဲ့တာဝန်ခံအကြီးအကဲမြန်မာပြည်အကြီးအကဲကနေပြီးတော့လက်ခံပြီးတော့ဝိုင်းမော်မြို့မှာပထမဦးဆုံးကျောင်းကို1982ခုနှစ်မှာစပြီးတော့ဖွင့်ခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဘက်ကိုဘယ်လိုအခက်အခဲရှိလဲဆိုတော့အဲ့ဒီအချိန်တုန်းကကချင် sister တွေလည်းနေပါသေးတယ်ပေါ့နော်ဆိုတော့တခြားကချင်လူမျိုးမဟုတ်တဲ့ sister တွေကနေပြီးတော့လာပြီးတော့သာသနာပြုကြတယ်အဲ့ဒီခါမှာသူတို့ကဘာသာစကားတို့ဘာလို့เนาะကချင်ဘာသာစကားကိုသင်ယူပြီးတော့မှသူတို့တတ်တလောက်ကလေးနဲ့သာသနာပြုနေလှည့်တွေပါတွေသွားကြတယ်ပေါ့เนาะအခုကျမတို့ကျောင်းဖွင့်တာကတော့3ကျောင်းရှိပြီပေါ့เนาะ3ကျောင်းရှိပြီပထမဦးဆုံးဝိုင်းမော်ကိုဖွင့်တယ်ဝိုင်းမော်ပြီးလို့ရှိရင်ကချင်စုမြစ်ကြီးနားမြို့ပေါ်မှာကချင်စုပြီးလို့ရှိရင်တရုတ်ပြည်နယ်စပ်ဖြစ်တဲ့ပန်ဝါမှာဖွင့်တယ်ပြီးတော့အခုနောက်ဆုံးအခုလက်ရှိကျမဒီမှာတာဝန်ထမ်းဆောင်နေတဲ့ဇီးလွန်ရက်ကွက်မှာလို့စပြီးတော့ဖွင့်နေပေါ့နော်ဆိုတော့ကျမတို့အဓိကရည်ရွယ်တာကတော့ဒီဆရာတော်ရဲ့လမ်းညွှန်မှုအောက်မှာကျောင်းထိုင်ဘုန်းကြီးတွေနဲ့လက်တွဲပြီးတော့သာသနာလုပ်ငန်းကိုအတတ်နိုင်ဆုံးပါဝင်လှုပ်ဆောင်ဖို့နဲ့sister တွေရှိနေတဲ့နေရာပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ဘာသာရေးဝိညာဉ်ရေးလူမှုရေးထူးသဖြင့်ပညာရေးပေါ့နော်အဲ့ဒါတွေကိုပါဝင်ဆက်ကပ်ဖို့အတွက်ရည်ရွယ်တာပေါ့နော် sister တို့ကရှိတယ်လို့ပဲပြောရမှာပါအခုကျမအပါအဝင်ပေါ့နော်အခုလောလောဆယ်နောက်ဆုံးသင်္ကန်းရခါနီးအဆင့်ရှိတဲ့ sister လောင်းလေးတွေပါပေါင်းမယ်ဆိုရင်Saint Joseph အသင်းကိုင်းကိုဒီကချင်ပြည်နယ်ကနေပြီးတော့ခေါ်တော်မူခြင်းရတာ25ပါးရှိပါပြီလို့အခုဆက်ပြီးတော့ဝင်မဲ့မင်းကလေးတွေလည်းရှိနေပါတယ်လို့ဟုတ်ကဲ့ကျမတို့1849မှာပထမအဆုံးမော်လမြိုင်မှာရောက်တယ်ပေါ့နော်ကျမတို့ဒီမြန်မာနိုင်ငံမှာဝင်ရောက်သာသနာပြုတဲ့အမျိုးသမီးသီလရှင်ကိုင်းတဲမှာဆိုရင်ကျမတို့ Saint Joseph ကပထမဦးဆုံးရောက်တာဖြစ်တယ်ဆိုတဲ့အခါကျတော့အခုဒီနှစ်က185နှစ်ကျမတို့ကပြည့်သွားပြီပေါ့နော်ဒါကြောင့်မို့လို့အမှန်ဆိုရင်တော့ရန်ကုန်မြို့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်ဖို့စီစဉ်ထားပြီးမယ်အခြေအနေအရရက်ကြောင့်မို့လို့အခုနေ3-4နေရာခွဲပြီးတော့အဓိကနေရာတွေမှာကျင်းပတယ်ပေါ့နော်အခုကချင်ပြည်နယ်အနေနဲ့မြစ်ကြီးနားသာသနာအနေနဲ့ကတော့လာမယ့်မေလ1ရက်နေ့မှာဝိုင်းမော်မှာကျင်းပဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့အဲ့ဒါလဲယောဂအခြေအနေလက်ရှိအခြေအနေကြောင့်မို့လို့အကျဉ်းချုပ်လုပ်သွားဖို့အစီအစဉ်ရှိပါတယ်လို့အဲ့ဒီမိကုန်းဖြေရမယ်ဆိုလို့ရှိရင်တော့လေအများကြီးလှုပ်ချင်တယ်ပေါ့နော်အများကြီးလှုပ်ချင်ပါတယ်လှုပ်စရာတွေလည်းအများကြီးမြင်ပါတယ်ဆိုတော့လှုပ်ချင်တယ်မြင်တယ်ဆိုတဲ့အထဲမှာကျမတို့တတ်နိုင်တဲ့အခြေအနေတတ်နိုင်တဲ့အတိုင်းအတာကနေပြီးတော့တတ်နိုင်ဆုံးလှုပ်သွားမယ်လို့တော့ကျမပြောနိုင်ပါတယ်လို့တခြားဘာထပ်ပြောရမလဲဆိုလို့ရှိရင်တော့လည်းပေါ့နော်ကျမတို့ဒီမြန်မာနိုင်ငံမှာကျမတို့ Saint Joseph Sister တွေစာတင်ခြေချသာသနာပြုလာတာ185နှစ်ရှိပြီဖြစ်တယ်လို့ပေါ့နော်ကျမတို့ဒီကချင်ပြည်နယ်မြစ်ကြီးနားသာသနာမှာစပြီးဝင်ရောက်လာတာလဲနှစ်40ရှိပါပြီလို့ဒါကြောင့်မို့လို့ဘုရားသခင်ကိုလည်းကျေးဇူးတင်ရင်းနဲ့ကျမတို့ sister များကိုဖက်ကဝိုင်းဝန်းပါဖို့ကိုညီပံ့ပိုးခဲ့ကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်နေရှေ့ဆက်ပြီးတော့လည်းကျမတို့ကိုလမ်းညွှန်ခြင်းအကြံပေးခြင်းပံ့ပိုးခြင်းဖြင့်သာသနာလုပ်ငန်းမှာဆက်လက်ပြီးတော့လက်တွဲလှုပ်ဆောင်သွားရအောင်လို့ကျမတို့ Saint Joseph သီလရှင်များကချင်ပြည်နယ်မြစ်ကြီးနားသာသနာမှာရှိနေခြင်းဟာဘာသာသူများအားလုံးအတွက်ကျမတို့ရှိနေခြင်းဖြစ်ပါတယ်လို့လည်းပြောချင်ပါတယ်ဆိုတော့ကျမတို့မြစ်ကြီးနားသာသနာမှာရောက်လာတာအနှစ်40လည်းရှိလာပြီ
အခုခေါ်ရမှုချင်းကလည်းတိလရှင်25ပါးရှိလာပြီဆိုတော့အားရပါတယ်လို့နောက်ဆက်ပြီးတော့စိန်ဂျိုဆက်တိလရှင်အသင်္ကန်းကနေပြီးတော့ဖျားခင်ကိုအစေခံမဲ့ရရောတဲ့ main ကလေးတွေကိုလည်းဆက်လက်ပြီးတော့ကျမတို့ဖိတ်ခေါ်ပါတယ်လို့ကျေးဇူးတင်ပါတယ်တမီးနာမည်ကစီစီလျာဘုံနုတမီးကတော့မိုင်းနာအစီကဲမှာလာခဲ့သူဒီစီစေကျောင်းမှာတမီးကတော့ဆက်ချုပ်တင်နေအားလုံးပဲမင်္ဂလာပါတမီးနာမည်က Elizabeth တန်ချာနိုဖြစ်ပါတယ်တမီးကဝဲမော်မျိုးနဲ့လပန်ကျေးရွာမှာနေပါတယ်တမီးကအခုစိန်ကျိုးဆက်တဲ့ကျောင်းမှာနေရာဒီတင်တန်းတက်နေပါတယ်ဆက်ချုပ်တင်တန်းတက်ဖို့လည်းစီစဉ်ရှိပါတယ်တမီးရောခုနေရာတင်တန်းတက်နေသူကတော့အယောက်60ကျော်လောက်ရှိပါတယ်ဆက်ချုပ်တင်တန်းတက်တဲ့သူကတော့6ယောက်လောက်ရှိပါတယ်